အားလုံးပဲမင်္ဂလာပါဒီနေ့မှာကတော့အဲ့လိုမျိုးပေါ့နော်ကားအိမ်လေးပေါ့ကားအိမ်လေးရှိရနေအောင်တက်ပြပါမှာဖြစ်ပါရှင်အကားအိမ်လေးရပေါ့နော်နေလို့လည်းရပါတယ်အဲ့လိုမျိုးအိမ်မဆောက်ချင်လို့ရှိရင်လည်းအမှနေလို့ရပါရှင်သူအကားအိမ်လေးနေအောင်သွားမယ်ပေါ့နော်ကျမပြင်းလို့ဒီလိုမျိုးပဲတက်ပြလိုက်တော့ပါမယ်ဒီမှာပေါ့နော်ဒီမှာcap စိတ်စာလုံးပေါက်မှာဝိုင်းလေ sorry ပါเนาะတောင်းပါပါတယ်အေး cap စိတ်လေးကိုပြလိုက်ပါနှိမ့်လိုက်လို့ရှင်လွယ်တော့လွယ်ပါအဲ့မှာခုမှကားအိမ်လေးပေါ့เนาะဒီမှာပေါ့ကားအိမ်လေးအကားအိမ်လေးအရောင်ပြောင်းလို့ရတယ်ပေါ့เนาะဟိုကားဆိုင်မှာအဲ့မှာ open and close နေတယ်ပါအဲ့လို့ရှိရင်ဆုံးပြပေးမယ်เนาะဒီမှာထိုင်ကုန်လေးပါထိုင်ကုန်လေးထိုင်လို့ရပါတယ်ဒီအားကြောင့်ဟင်းချက်တဲ့ဟာလေးပေါ့နော်ထုံးစံတိုင်းဒါနဲ့ဟင်းချက်လို့မရဘူးပေါ့နော်ဟင်းချက်တဲ့နေရာလေးပါဒီဟာလေးကကြတော့မ open and close ဒီမှာရေချိုးတဲ့နေရာလေးပေါ့နော်ရေတော့မကြပါဘူးကြတယ်သူကဆက်လေးနဲ့ပေါ့ရေချိုးလို့ရပါတယ်ပြီးဆိုတကားပြန်ပိတ်လို့ရပါတယ်ပြီးဆိုဒီမှာအိပ်ရာလေးပေါ့နော် sleep အိပ်လို့ရပါတယ်အဲ့လိုရပါရှင်ဟောတော့ sorry ပါအဲ့လိုရပြီးကားလေးစီးလို့ရပါဘောနော်ကားလေးစီးလို့ရပါတယ်ဒါပါလေဒီတော့ပါလေဒီကားဖွင့်ပိတ်လောက်တာဒီပါလေဒီကားဖွင့်ပိတ်လောက်တာဟုတ်တယ်တကအဖွင့်ပိတ်လို့တာဟိုတော့အရမ်းမိုက်ပါတယ်ဒီအိမ်ဆောက်ချင်လို့ဒီကအဲ့အိမ်နေလို့ရပါတယ်အဲ့ဒီလုံးဝအချို့လူတွေတိပါတယ်ပြန်ပါပြီပြီးလို့ရှိရင်နောက်ထပ်ထူးဆန်းတဲ့အိမ်ကြီးကိုတော့ပြပြီးသွားမှာပဲဖြစ်ပါတယ်နောက်ထပ်ထူးဆန်းတဲ့အိမ်ကြီးကကျတော့ကျမတို့အရင်ဆုံးဒီသွားမယ်ပေါ့နော်ဒီသွားဆိုဒီရောအဲ့ဦးလေးရဆေးစီဝယ်လိုက်ပါဝယ်ပြီးလို့ရှိရင်ဒီဟိုပါဘယ်နေရာလဲဆိုတော့ဒီ park လေးသွားလိုက်ပါဒီ park သွားပြီးသွားလို့ရှိရင်အမှာပေါ့နော်ဒီဟာဒီချက်ဖက်လို့ပါတယ်ချက်ဖက်လို့ဒီအပေါ်တက်လိုက်ပါဒီပေါ်တက်ပြီးသွားပြီဒီမှာပေါ့နော်မှုအိမ်လေးမှုအိမ်လေးထဲဝင်ဖို့ဒီမှာပေါ့နော်ဒီဟာလေးလုပ်လိုက်ပါနော်ခါလီပါမားလေမသေးပါဘူး။အော်ကျမသေးပါမယ်ထင်လို့အဲ့ဆိုရင်လည်းဒီလိုလုပ်လိုက်တော့ sorry ပါနော်သေးပါမယ်ထင်လို့မသေးဘူးတော့ပါပဲအဲ့လိုလုပ်လို့မရလို့ရှိရင်လည်းဒီမျိုးကလုပ်လိုက်တော့စိတ်မရှိဘူးဘာမှမဟုတ်ဒီလိုလုပ်လို့ရတာဒီထိုင်လိုက်မယ်ထိုင်ပြီးလို့ရှိရင်အေးဟာလေးလုပ်လို့ရလားမသိဟောရတယ်ဒီတိုင်းလေးပဲလုပ်လိုက်တော့ဒီဆိုတေးလေးဖြစ်သွားပြီတေးလေးဖြစ်သွားလို့ရှိရင်အမလေးခေါ်တာကြောက်စီရဒီအိမ်ထဲဝင်သွားဒီမှာ small mess တဲ့ဟောနော်အိမ်လေးထဲဝင်သွားပါပြီကျမရဲ့စပင်းကြီးကတော့ဘလူးကြီးဖြစ်နေတယ်ဒီမှာတော့ဒီအိမ်ထဲကတော့အဲ့လိုဝင်ရပါတယ် small mess ဆိုတာဘာလဲမသိဘူးလောက်ကြပါအောင်တတိလေးဖြစ်နေပြန်ကြည့်လိုက်ပါအောင်မယ် small mess ဘာလို့ရလဲမသိမိုင်းကိုခဏကိုဒီလောက်ပေါ့ဟုတ်တယ်မလားနည်းနည်းသေးသေးစပင်းမနည်းနည်းပြောင်းသွားတယ်သေးတယ်ဒီပါပြီခေဒီလောက်ခဏကိုလေးပေါ့နော် small mess နပူရပါတယ်တော့ဒီအိမ်ထဲဝယ်လို့ small mess လေးပါတယ်ဒီအိမ်လေးပေါ့နော်ဒီခေါင်းမိုးပေါ်မှာပေါ့နော်ဒီမှာစပင်းတော့နည်းနည်းလေးပြောင်းသွားတယ်လို့ရှိရင်လည်းထူးဆန်းနေတာလေးပြပြပြီးတော့ပါမယ်နောက်တစ်ခုထူးဆန်းနေကြတော့
အိမ်ဆောက်ချင်လို့ရှင်ပေါ့နော်အဲ့လိုမျိုးကျမတို့တွေကပေါ့နော်အဲ့လိုမျိုးဟိုပါပေါ့အိမ်ဆိုင်ဆောက်ဖို့အတွက်နေရာမရှိဘူးအဲ့လိုမျိုးအိမ်လေးမဆောက်ချင်ဘူးဆိုရင်ဒီနေရာလေးကိုသွားလိုက်ပေါ့နော်တော့ပြပါမယ်ဟုတ်တယ်ကြာဆောက်ပြီးတော့ဒါပေမဲ့နော်ရက်လိုက်ပေါ့နော်ဒီဘက်မှာမဟုတ်ပါဘူးအမှန်တကယ်ဒီမာဖီးယားတိုက်ရပြီးလာမှာပေါ့ဒီမှာပေါ့နော်ဒီနေရာရှိပါတယ်အဲ့ဆိုအိမ်ဆောက်ဆရာမလို့တော့ပါဘူးကျမဆိုရင်ဒီမှာပဲအမြဲတမ်းအိမ်ဆောက်နေကြပေါ့နော်ဒီမှာစာလေးဒီလိုလေးရတယ်ဒီထိုင်ကုန်တစ်လုံးနဲ့ရှိသေးတယ်ဟောထိုင်ကုန်တစ်လုံးထိုင်လို့ရပါတယ်ထိုင်လက်စာနဲ့ထိုင်လက်စားနဲ့ပဲဒါလေးဝင်စားသွားလိုက်မယ်ပြီးဆိုအဲ့ဒီနေရာမှာလေဒီလိုဆိုင်ကလေးရှိရပေါ့နော်ဒီဆိုင်ကလေးကဘယ်လိုလဲအဲ့ဆိုင်ကလေးတော်တော်ကြီးထူးတယ်ဒီဆိုင်ကလေးစီးရဆိုင်ကလေးနဲ့တူတယ်ဘုံကလေးရတယ်တောင်းကျနေပါပြီโอเคတောင်းကျပြီးသွားပြီဆိုတော့ဒီမှာမီးပါလာမှာပေါ့နော်သူကမီးလောင်ရုံပဲရှိတယ်นี่กาวงานี้ลาเลยด้วยนะเด็กมาเลยสักนี่กาวไม่ซาซีอย่างนี้นี่อย่างอะไรให้ดูจ้าให้รูบาลุ่ยมาเด้อให้ตัวอะไรไม่ดีโซ่บารูบาลุ่ยมาชิโอโนกาใหญ่แย่ใหม่บาเลยกาใหญ่แย่ใหม่นี่ค่ะဒီကားကြီးကနီးလောင်ကျွမ်းသွားပါပြီဒီလိုလဲကြောက်ပြီးတော့ထွက်ပြေးသွားပါပြီဟုတ်ပြီဟဲ့ငါတီးတာရပ်ဘူးတော့မသိကဲကားတစ်စီးရတော့နီးလောင်ကျွမ်းသွားပြီပေါ့ရဲသွားတိုင်ပါပြီနောက်တစ်ခုကကြတော့ဒီမှာပေါ့နော်သူတယောက်တည်းကွက်ပြီးတော့ထူးဆန်းနေရလေးကိုကျမပြတယ်ဒီအိမ်ဝင်ထဲကဘာလို့ဝင်လို့ရလဲမသိဘူးနော်ဒီမှာပေါ့ဒီအိမ်ရှိပါတယ်ဒီအိမ်ထဲကိုဘာလို့ဝင်လို့ရလဲမသိကျန်တဲ့အိမ်ကြီးကဝင်လို့မရဘူးနော်ဒီစံတိုင်းဝင်လိုက်ပါပြီဟုတ်ဝင်ရပါတယ်အိတ်ခန်းကြီးလည်းရှိရတယ်ဒီမှာပတ်စံလည်းရှိတယ်ဟုတ်နော်ဒီမှာဒီချိုးကြိုးကြတယ်ဒီကောင်မလေးကြောက်ရှိတယ်ကြောက်မလေးစပက်ပြအကောင်မလေးအိမ်ပါမင်းတို့တော့ထိုင်ကုန်နဲ့ရမ်းမိုက်ပါတယ်ကျတော့ဒီကျလိုက်နေရတယ်ဒီမှာသူများတွေမှာမရှိတဲ့ထိုင်ကုန်ပုံစံမျိုးကြီးလေးရှိပါတယ်ဒါပါစီပလီနဲ့ပလီနော်စီပလီလားဟေးစီပလီလားဟုတ်တယ်ဟာဒါပါစီပလီလည်းမသိတောက်ကြည့်ရမယ်ဟဲ့လောက်ကြပါဦးဘာဖြစ်နေပြန်ပြီယောဟုတ်လောက်ကြပါဦးငါဆုံးပြနေရလားလောက်ကြပါဘာဖြစ်တာလဲဒုက္ခပါပဲရှီယိုခင်းနေနေရှောက်နေတာအဲ့ဒါစကူဆေးဘယ်လိုလဲတခါယူသွားလိုက်တော့မယ်ဘာဖြစ်ပြန်ပြီလဲဒါလက်ဖို့ဟုတ်တယ်လက်ဖို့ဟာဒီပါဒီစိတ်ရဘယ်တော့မပြေတော့ပါလဲဟာဒီလိုမှလည်းဒီအစိတ်ရဘယ်တော့မပြေတော့ပါလဲမသိဘူးခဏနေဟဲ့ဟိုကားပြောက်သွားပြီ
ဟုတ်ကားပဲရောက်သွားတယ်မသိဘူးကိုဆိုင်ကစီးကြည့်လိုက်ပြီလောက်ကြပါဟာလောက်ကြပါအောင်ယောဆိုင်ကစီးတဲ့တရားရမိုက်ပါလေကျော်ဖေးလို့စီးနေတာဟာလောက်ကြပါဦးဒီမှာပဲကြည့်လေရုပ်ဆိုင်ကစီးလို့တော့မရတော့ဘယ်လိုလုပ်ရမှာလဲပရိုဂရမ်ဝင်လိုက်တော့ဟဲ့ခုမှပဲရတော့တယ်ဆွမ်းနာမြင်တဲ့အတိုင်းပဲဆိုင်ကစီးကဲအဲ့ဆိုရင်ဒီနေ့ဗီဒီယိုလေးကတော့နော်ဒီလောက်ပါပဲဒီမှာထူးဆန်းတာလေးလည်းပြပေးပါပါတယ်ဒါဖိုးတောက်လိုက်တယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကြိုက်တဲ့တိုင်ရှယ်လိုက် subscribe လုပ်ပေးဖို့မမေ့ပါနဲ့အောင်နော်အားလုံးပဲ bye bye